သူတော်ကောင်းတို့နှုတ်ကိုစောင့်စည်းကြရန်ပြီးတော့ဝေဖန်တာတွေပုတ်ခတ်တာတွေတိုက်ခိုက်တာတွေပြမာတာတွေစော်ကားတာတွေခုခေတ်ကအလွန်ကြောက်စရာကောင်းနေတာလူတွေတပြေးနဲ့မိုက်ရိုင်းလာကုန်ပြီတပြေးနဲ့လူတွေကတိတ်သားရိုင်းကုန်ပြီအဖေရဲ့အမေရဲ့ကျေးဇူးရှင်ရဲ့ကျေးဇူးသားရဲ့နားမလဲတော့ဘူးမိတ်ဆွေရဲ့ခင်မွန်းရဲ့အိုးနားမလဲဘူးလောကနိတိလူကျင့်ဝတ်လူသိက္ခာတွေပြဲလို့မိဘကျင့်ဝတ်တာသမီကျင့်ဝတ်လင့်ကျင့်ဝတ်မယားကျင့်ဝတ်မိတ်ဆွေကျင့်ဝတ်ကုန်တဲ့ကျင့်ဝတ်အကုန်လုံးကိုပျက်စီးယွင်လို့စာရိတ္တတရားတွေပြမှားကြပျက်စီးကြအဲ့လိုကောင်းမြတ်တဲ့သူတော်ကောင်းစိတ်နေစိတ်ဓာတ်စာရိတ္တတရားတွေစုပ်လာပြီးတော့မှဟိုမကောင်းတဲ့အာဟုတုဘက်ကိုကတ်သွားတာကိုစုပ်ကတ်လို့ခေါ်တယ်ဘာကတ်လို့ခေါ်ဟာတတန်းရှိနေရမှာတွေကိုစုပ်ပြီးတော့မှတတန်းတူတဲ့ဘက်ကိုကတ်သွားပြီယောဂကင်းခြင်းဆိုတဲ့အရာဝတ္ထုတွေစုပ်ပြီးတော့မှယောဂထူပြောခြင်းဆိုတဲ့ဘက်ကိုကတ်သွားပြီအစာရေစာပေါ်ကျွယ်ဝခြင်းဆိုတဲ့ကောင်းမြတ်တဲ့မင်္ဂလာတွေစုပ်ပြီးတော့အစာရေစာရှားပါခြင်းကုံစင်းလုံးကြီးမြင့်ခြင်းဆိုတဲ့ဘက်ကိုကတ်သွားပြီကောင်းတာတွေစုပ်မကောင်းတာတွေကတ်သူတော်ကောင်းတရားတွေစုပ်ယုတ်မသူတော်တရားတွေပဲကိုကတ်ရောက်အဲ့ဒါကိုဘာခေါ်ရလဲစုပ်ကယောဂီတို့ခေတ်ကကောင်းကြီးခေတ်ဘာခေတ်လဲဟဲ့ကောင်းကြီးများစုပ်ရင်ဘယ်လိုနေတော့ကမစည်းနဲ့ကတော့ပြောနေတာမှစုပ်ရင်စီးတယ်စုပ်ကတောင်အဲ့လောက်ဒုက္ခရောက်တာစုပ်စီးခဲ့ဆိုပေဖို့သာပြင်လားဘာစီးစုပ်ရင်ဘာဖြစ်တော့ကဒါကြောင့်မလို့ဘာခေတ်လဲစုပ်ကခေတ်ကောင်းကြီးခေတ်တမင်းနဲ့တက်တန်းတွေကလည်းစုပ်ယုတ်ယောဂဝေဒနာတွေကထူပြောဟုတ်လားဟဲ့ကဘာပြက်ပိုးတွေကလည်းထွက်လိုက်တာပိုးတစ်မျိုးမရိုးရအောင်ထွက်နေတာနိုင်ငံတကာရဲ့WHO ကလည်းကြီးညာလိုက်တာဘာပိုးတွေပိုးပေါင်းမဆုံးနိုင်တော့ဘူးစဉ်းစားဖြစ်မှာပေါ့လူတွေရဲ့စာရိတ္တကတိတ်ပြက်စည်းကုန်ပြီသဘောပေါက်မလားအဲ့တော့လူလူကြီးသုံးပါဗုဒ္ဓအရှင်လက်မြေမျိုးတာဖះကြောင့်လားဖះကမြေမျိုးစေတတိလို့အမိန့်ချလို့မြေမျိုးသွားတာလားဟုတ်ဘူးသူ့ဝင်းတက်ကမပြင်းမာတဲ့ပုဂ္ဂိုလ်ကိုပြင်းမာလို့အဲ့ဒီသူ့ဝင်းတက်ကဓမ္မကသူ့ကိုစောင့်သွားတာဘယ်ဒီစောင့်သွားအပယ်လေးပုံဒီစောင့်သွားတာဗျာ